ဒီကနေ့ပထမပိုင်းအနေနဲ့ဒီအာနာပါနသတိတုတ်ဖွဲ့စည်းထားပုံအခြေခံလေးတစ်ခုပြောပြမယ်ဆိုရင်ရှေ့ပိုင်းမှာမြတ်စွာဘုရားကဒီအာနာပါနသတိဘာဝနာကမ္မထံကိုဒီတုတ်တန်ကိုမဟောခင်တပိပရိသတ်တွေကိုကြည့်ပြီးတော့မြတ်စွာဘုရားအာရမတ္တမချီနူးတဲ့စကားတွေကိုပြောတယ်ယဟန်နေဟာမြတ်စွာဘုရားရှေ့မှာတရားဥတရားမြတ်တွေရပြီးတော့အလွန်ကိုငြိမ်သက်သိမ်မွေ့ပြီးတော့အလွန်ကိုငြိမ်သက်တဲ့အိန္ဒိယရှင်တွေဖြစ်ပြီးတော့တကယ်ကိုကြီးညိုစရာအသွင်သဏ္ဍာန်မျိုးရှိနေတဲ့အခါမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကကြီးညိုစိတ်ပေါက်လာတဲ့သဘောအဲ့ဒါလို့အာရမှုဖြစ်လာတဲ့အခါမှာဒီပိဋကတ်ထဲမှာပါဝင်တဲ့ပုဂ္ဂိုလ်တွေရဲ့အည်အသွေးတွေကိုမြတ်စွာဘုရားကိုယ်တိုင်ယဟန်တွေကိုထုတ်ဖို့ပြောတယ်ခြေပိုင်းမှာအဲ့လိုထုတ်ဖို့ပြောပြီးတော့ဒီပုဂ္ဂိုလ်တွေကျင့်နေတဲ့ကမ္မထံဟာအာနာပါနကမ္မထံတစ်ခုတည်းမဟုတ်ဘူးတခြားကမ္မထံ12မျိုးလဲဒီပုဂ္ဂိုလ်တွေကျင့်ပြီးတော့အခုလိုအခြေအနေကောင်းတွေကိုရရှိနေတယ်ဆိုတာကိုထုတ်ဖို့ပြပြီးတဲ့နောက်မှာဒီအာနာပါနသတိကမ္မထံကိုသောလတစတုကသောလတခတုကလို့ဆိုတယ်၄ခုစီ16ခု point 16ခုနဲ့မြတ်စွာဘုရားဒီအာနာပါနသတိအာထုတ်ပုံအာထုတ်နေကိုပြည့်ပြည့်စုံစုံဒီသုတ္တမှာဟောတာမဟာသတိပဋ္ဌာန်သုတ်မှာတောင်မှပဲဒီလိုပြည့်ပြည့်စုံစုံမဟုတ်ဘူးအဲ့တော့မဟာသတိပဋ္ဌာန်သုတ်မှာဒီပထမစတုကလောက်ပဲမြတ်စွာဘုရားဟောတာပထမ၄ခုပဲအဓိက၄ခုပဲဟောတယ်သူက၄ခုတစ်စုံ၄ခုတစ်စုံ၄မျိုးရှိတယ်စတုက၄မျိုးစတုက၄မျိုးဆိုတော့အာနာပါနနဲ့ပတ်သက်တဲ့ကျင့်စဉ်16ခုရှိတယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့ဒီမှာပထမစတုကကျင့်ပုံကျင့်နည်းဒုတိယ၄ခုစတုကကျင့်ပုံကျင့်နည်းတတိယစတုက၄မျိုးကျင့်ပုံကျင့်နည်းနဲ့ပင်စမစတုကစတုထစတုက၄မျိုးကျင့်ပုံကျင့်နည်းဆိုပြီးတော့16မျိုးထိအောင်မြတ်စွာဘုရားခွဲခြားပြီးတော့အာနာပါနနဲ့ပတ်သက်တာပြည့်ပြည့်စုံစုံဒီသုတ္တမှာဟောပြောထားတာရှိဘာနဲ့ဆက်ဆက်ပြီးဟောတော့ဆိုလို့ရှိရင်အာနာပါနသတိဘာဝနာကိုပွားလို့ရှိရင်ဘယ်လိုအကျိုးကျေးဇူးတွေရတယ်ဆိုတာဟောပြီးတော့အာနာပါနသတိဘာဝနာပွားခြင်းဖြင့်တတိပဋ္ဌာန်၄ပါးလည်းပွားပြီးဖြစ်တယ်ဆိုတဲ့ရှုတာတတိပဋ္ဌာန်တရား၄ပါးပွားလို့ရှိရင်ဘုဇင်9ပါးလည်းပွားပြီးဖြစ်တယ်ဆိုတဲ့သဘောဘုဇင်9ပါးပွားလို့ရှိရင်ဝိဇ္ဇာဝိမု ക്തി ဆိုတဲ့မဲ့နဲ့ဖို့ဟာလည်းပဲအောင်မြင်ပေါက်ရောက်ပြီးဖြစ်တယ်ဆိုတဲ့ဒီအချက်တွေကိုဒီသုတ္တမှာဟောပြောထားတာဖြစ်တယ်ပေါ့အဲ့တော့ရှေ့ပိုင်းမှာအမတမဘုရားကိုယ်တော်တိုင်ရဟန်းတော်တွေပေါ်မှာအလွန်ကြီးညိုစိတ်ကြီးနူးစိတ်တွေနဲ့မြတ်စွာဘုရားဟောကြားထားတာဖြစ်တယ်ပေါ့အဲ့တော့ဒီကနေ့ရှေ့ပိုင်းမှာအာနာပါနအကြောင်းကိုမဟောသေးပဲနဲ့ဒီသုတ္တန်ရဲ့ရှေ့ပိုင်းအနေထားတစ်ခုကိုဖော်ပြနောက်ရက်တွေကြတော့အာနာပါနကျင့်စဉ်ကိုမြတ်စွာဘုရားဟောကြားထားတဲ့ဒီသုတ်ကိုခြေခံပြီးတော့အခြားမှတ်သင်မှတ်ထိုက်တာလေးတွေဝိသုဒ္ဓိမဲ့ဖွင့်ဆိုတို့ဝိသုဒ္ဓိမဲ့မှာလာတဲ့ဖွင့်ဆိုချက်တွေတို့အာနာပါနသတိတန်ရုံမှာလာတဲ့ဒီထဲမှာမပါတဲ့အချက်တွေတို့အနည်းငယ်ဖြစ်ဆွဲပြီးတော့ဒီအာနာပါနသတိသုတ်တံကိုအနှစ်ချုပ်အနေနဲ့ဟောမှာဖြစ်ပါအနှစ်ချုပ်လို့ဆိုလိုက်တဲ့ဖြင့်ဒီ accent ထုတ်ပြီးတော့ဟောတာဆို accent of အာနာပါနသတိသုတ်တံဆိုအနှစ်ချုပ်တယ်လို့ဆိုတော့စကားလုံးတွေအကုန်ပြည့်ပြည့်စုံစုံတော့ဒီထဲမှာပါချင်မှပါမယ်ပေါ့သို့တော့လူရင်းအဓိကချက်ကလေးတွေပါတော့အောင်တော့ကြိုးစားပြီးတော့ဟောမှာဖြစ်ပါတယ်အဲ့တော့အာနာပါနသတိအနှစ်ချုပ်ဆိုတဲ့နေရာမှာအနှစ်ချုပ်လို့ဟောလို့ရှိရင်အာနာပါနသတိသုတ်ကိုသိသိလိုက်တဲ့အနှစ်သာရဘိုင်းဆိုင်ရာတွေကိုချုပ်ပြီးတော့ဟောတာနောက်တစ်မျိုးအနေနဲ့ပြောမယ်ဆိုရင်ဒီသုတ်တံကိုလေ့လာသုံးသပ်တဲ့အခါမှာကြတော့အာနာပါနသတိသုတ်ကိုလေ့လာသုံးသပ်ခြင်းဆိုတဲ့ခေါင်းစည်းနဲ့ဟောတာအဲ့ဒါကြတော့အာနာပါနသတိသုတ်ကိုကိုယ့်ရဲ့ရှုထောင့်အမြင်နဲ့
လေ့လာတာသုံးသပ်ပြတာဒီနေ့ဒီမှာဟောမဲ့အာနာပါနသတိအနှစ်ချုပ်ဆိုတာလေ့လာသုံးသပ်ပြတာမျိုးအဓိကမထားပဲနဲ့အနှစ်သာရပိုင်းကိုအဓိကထားပြီးတော့ဟောမှာလို့ဒီလိုဆိုလိုတယ်ပေါ့နော်